နေ့ကတော့ကြက်သားနဲ့ဘူးတီချက်မှာပေါ့နော်ဒါညလုံးစီစားတတ်ပါတယ်ကြက်တော်ဖြူလေးနဲ့ပေါ့နော်ဒါကိုစီစားတတ်ပါတယ်ခင်ဗျာစီတက်ပြီးတဲ့အခါမှာကျွန်တော်ကြက်သားလေးကိုလုံးပါမယ်ကြက်သားလုံးတဲ့အခါမှာရေမထည့်ဘူးခင်ဗျာဘာလို့လဲဆိုကြက်သားရေတနဲ့ထွက်လို့ပေါ့နော်ရေအများကြီးဖြစ်သွားမှာဆိုလို့ပြီးတဲ့အခါမှာကြက်သားကိုရတာဝင်အောင်တခြားလေးလုံးပါတယ်မှုေးပြီဆိုရင်ကျွန်တော်တို့ဘူးတီလေးထည့်ပါတယ်ခင်ဗျာဘူးတီလုံးတဲ့အခါမှာတော့ရေလေးနဲ့ထည့်ရပါတယ်ဘာလို့ဆိုဘူးတီအမြန်နူးအောင်လို့ပေါ့နော်တခြားကြက်သားအရသာတွေဝင်အောင်ဘူးတီကိုတခြားလေးမှုေးပါတယ်ခင်ဗျာမှုေးပြီးတဲ့အခါမှာကျွန်တော်အဖုံးလေးခဏအုပ်ထားပါမယ်ဘာလို့လဲဆိုတော့ဘူးတီနူးအောင်လို့ပေါ့နော်ပြီးရင်အရသာလေးနဲ့မြည်ကြည့်မယ်အရသာတော့တခါတည်းထည့်ပြီးသားပေါ့နော်လိုရင်တော့ကိုယ့်အောက်ထည့်လို့ရပါတယ်ကျွန်တော်ကတော့တခါတည်းရတာရှယ်ဖြစ်သွားပါပြီထက်စရာမလိုပါဘူးဘူးဒီနူးပြီးအားလုံးအဆင်ပြေပြီဆိုရင်ကျွန်တော်နာမည်လေးအုပ်လိုက်ပါတယ်မွေးလေးရတာဖြစ်အောင်ပေါ့နော်ကဲခုဆိုရင်စားကျင်စရာကြက်သားဘူးဒီလေးရပါပြီခင်ဗျာရှယ်ပါပဲကျွန်တော်ကကြက်သားဘူးဒီကိုချက်တဲ့အခါမှာရေအများကြီးမထည့်ပါဘူးရေနည်းလေးနဲ့ပြည့်လေးချက်တာပေါ့နော်ဒါကတော့ပစွန်ကြောင်းနဲ့ခင်းကျင်တီးချက်လေးပေါ့နော်ပြည့်လေးပါခင်ဗျာဒါကတော့ညီပဲပေါ့နော်ကြက်တော်နဲ့တူပါတယ်ဒါကတော့အိမ်မှာချက်တဲ့ပဲငပိရေကျိုးလေးပေါ့နော်တို့စရာနဲ့ရန်ကောင်းပါတယ်ခင်ဗျဒါကတော့စပူမူပါနော်ကဲစားကြပါဦး